Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့UAE ကိုသွားခြင်းနဲ့ဒူဘိုင်းကိုသွားခြင်းနဲ့ပေါ့နော်အဲ့လိုလူတွေကိုကျွန်တော်ပြောချင်တာကိုကျွန်တော်တွေ့နေရပါတော့ဒီ all in one package တွေနဲ့သွားကြတယ်ပေါ့နော်အကုန်လုံးဟိုမှာအပီးစီပေါ့လှုပ်ရှားပေးမယ်ဆိုတာပေါ့အဲ့လိုသွားတာတွေကိုတော့ကျွန်တော်ကောင်းတယ်လည်းမပြောဆိုးရလည်းမပြောဘူးပေါ့နော်ဒါခင်ဗျားတို့ရွေးချယ်မှုနဲ့ခင်ဗျားတို့သွားတယ်ဒါပေမဲ့အဲ့ all in one package ဆိုတာခင်ဗျားတို့ကိုဒီ UAE မှာအလုပ်ရပါလို့ရှင်ဆက်ပြီးတော့နေပြီးတော့အလုပ်ဆက်လုပ်လို့ရအောင်ဗီဇာပေါ့နော်ဗီဇာပေါ့ဒီ UAE ID ကတ်ရတဲ့အချိန်ထိပေါ့အဲ့ဒါမပါပါဘူးခင်ဗျာနော်အဲ့လိုဒီ ID ကတ်ရတဲ့အချိန်ထိဗီဇာ2 နှစ်ဗီဇာပေါ့နော်ဘယ်သူမှဆို2 နှစ်ဗီဇာရတယ်ဟိုမှာအလုပ်ရပါလို့ရှင်အဲ့ဒါဒီပွဲသားတွေကလုပ်ပေးတာမဟုတ်ပါဘူးလို့နော်အလုပ်ရှင်တွေကခင်ဗျားကိုကြိုက်လို့အလုပ်ရှင်ကကြိုက်လို့အလုပ်ခန့်လိုက်ပြီဆိုလို့ရှိရင်သူတို့က2 ပတ်အတွင်း14ရက်အတွင်းခင်ဗျားကိုအဲ့ဗီဇာရအောင်ဖမ်းပေးတယ်ပေါ့နော်ဒါကျွန်တော်တို့ကတော့ကျွန်တော်အလုပ်စဝင်ပြီးကျွန်တော်အလုပ်တရားဝင်ခန့်တယ်အဆင်ပြေတယ်ဆိုရဲနောက်နေ့အစမ်းခန့်မဟုတ်တော့ဘဲနဲ့နောက်နေ့ဟိုခန့်ပြီဆိုရဲကကျွန်တော်ကိုpassport တောင်းတယ်14ရက်အတွင်းဒီစစ်စစ်တာတွေဒီလက်ဝင်နှိပ်တာတွေအကုန်ပြီးတယ်ပေါ့နော်အဲ့ဒါပြီးတော့နောက်တလမကြောက်ဘူးဗျာအကုန်လုံး ID ရတယ်အဲ့လိုပေါ့နော်ဒါ UAE ရဲ့ labor law ပါခင်ဗျားတို့ပွဲသားတွေကအဲ့လိုမျိုးပြောပြီးတော့ဈေးပို့တောင်းလို့ရှိရင်ဈေးပို့တောင်းလို့ကောင်းအောင်ပေါ့နော်ပွဲသားတွေအဲ့လိုပြောနေဗီဇာစပို့ပေးတယ်တွေပါ UAE ကအဲ့လိုတခြားနိုင်ငံတွေနဲ့မတူပါဘူးခင်ဗျားဟိုအလုပ်ရှင်ကသဘောကျလို့ခန့်ရင်ခင်ဗျားဟိုဗီဇာ2 နှစ်ဗီဇာ ID လုပ်ပေးပါတယ်လို့နော် ID လုပ်ပေးပါတယ်အဲ့ဒါ UAE ရဲ့ labor law ပါပြီးကြလို့ရှိရင်ခင်ဗျားတို့တစ်နှစ်ပြည့်တိုင်း low season ရောက်ပြီဆိုတာနဲ့ခင်ဗျားတို့ဒီတစ်နှစ်စာတွက်ပြီးတော့ခင်ဗျားတို့ရမယ်ခွင့်ပေးပါလိမ့်မယ်နော်တစ်လောက်ရက်20လောက်ရပါတယ်15ရက်ရက်20လောက်ကတော့ပေးပါတယ်ပေါ့နော်မရဘူးဆိုရင်တော့ခင်ဗျားအလောက်ကတခုတော့မှားနေပြီပေါ့နော်ပြီးကြလို့ရှိရင်2 နှစ်ပြည့်လို့ရှိရင်တချို့အလုပ်တွေဆိုရင်ကိုယ့်ရဲ့နေရက်ပေါ့နော်မြန်မာနိုင်ငံဖြစ်ဖြစ်ဒါမှမဟုတ်တခြားကိုသွားတဲ့နိုင်ငံဖြစ်ဖြစ်လေရင်တစ်ကတ်တွေစီစဉ်ပေးတဲ့အလုပ်တွေလည်းရှိပါတယ်နော်အဲ့ဒါလေးကျွန်တော်ပြောပြချင်လို့ပါလို့နော်တနေ့ကသွားမယ်ဆိုရင်လည်းလေ့လာပါလို့ပွဲသားတွေ UAE မှာရောက်နေတယ်ဆိုတိုင်းမယုံပါနဲ့လို့နော်